လူတယောက်ရဲ့အမှားသေးသေးတခုကလူတန်းပေါင်းများစွာရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်နိုင်တယ်ဆိုရင်လူကြီးမင်းအနေနဲ့ယုံကြည်ပေးနိုင်မလားခင်ဗျ။တမိုင်းမှာအစီအစဉ်တွေဘလောက်ပဲကောင်းကောင်းတတိမထားမိတဲ့အမှားလေးတစ်ခုကြောင့်အင်ပါယာကြီးတွေပြိုလဲခဲ့ရသလိုစစ်ပွဲတွေရဲ့ရလက်တွေကလည်းပြောင်းပြန်ဖြစ်ခဲ့ရဘူးပါတယ်။ဒီနေ့မှာတော့တမိုင်းမှတ်တမ်းတွေအရအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ကြီးမားတဲ့အမှားငယ်လေးများအကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပြီးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ခေတ်ဆက်ဆက်ကဖြစ်ရမှန်များစွာလူသားတွေအကျိုးပြုဖို့ရာတမိုင်းဘ ഹു တုတဆုံးလင်းစွာနေမျိုး blog မှာလာရောက်ကြည့်ရှုပါနေမျိုး blog 1912ခုနှစ်ဧပြီလ10ရက်နေ့ဟာတိုက်တန်နဲ့သင်္ဘောကြီးနစ်မြုပ်ခဲ့ရတဲ့ဝမ်းနည်းဖွယ်နေဆွေးတစ်ခုဖြစ်ပါတယ်။တိုက်တန်နဲ့သင်္ဘောကြီးရဲ့ပထမဆုံးခရီးစဉ်အတွင်းမှာလူတွေကဒီသင်္ဘောကြီးကိုဘယ်တော့မှမနစ်မြုပ်နိုင်တဲ့သင်္ဘောလို့ယုံကြည်ထားခဲ့ကြပါတယ်။တကယ်သင်္ဘောနစ်မြုပ်ခဲ့ရတဲ့အကြောင်းရင်းကသင်္ဘောပေါ်ကအဆောင်တွေလက်ထဲမှာအဝေးကြီးမှန်ပြောင်းတွေချိမနေခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဝေးကြီးမှန်ပြောင်းတွေကိုထည့်ထားတဲ့တစ်တာရဲ့တော့ကိုဒုတိယအရာရှိဒေဘယ်ပလီယာကသူသင်္ဘောပေါ်ကဆင်းသွားတဲ့အချိန်မှာအိတ်ထဲမှာမေ့ပြီးတော့မတော်တဆယူဆောင်သွားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။တော့မရှိလို့အဝေးကြီးမှန်ပြောင်းကိုထုံမသုံးနိုင်တဲ့အတွက်အဆောင်တွေကမြူတွေကြားထဲကရေခဲတောက်ကြီးကိုအနီးကဲရောက်မှမြင်ခဲ့ရပါတယ်။အဲ့ဒီတော်လေးသာရှိနေခဲ့ရင်ရေခဲတောက်ကြီးကိုစောစောစီးစီးတွေ့မြင်နိုင်ပြီးလူပေါင်း1500ကျော်ရဲ့အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့ကို2009ခုနှစ်မှာလေလံပြည့်ရောက်ချခဲ့ရာအမေရိကန်ဒေါ်လာ3သိန်းကျော်နဲ့ရောက်ချခဲ့ရပါတယ်ကမ္ဘာအတော်ဆုံးစစ်ဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့နပိုလီယန်နဲ့ဟစ်တလာတို့ဟာရုရှားကိုကျူးကျော်ဖို့ကြိုးစားခဲ့ကြပါတယ်သူတို့နှစ်ယောက်စလုံးဟာရုရှားရဲ့ဆောက်ရတီကဘလောက်ပြင်းထန်တယ်ဆိုတာကိုရှော့တွက်ခဲ့ကြပါတယ်နပိုလီယန်ကနွေရာသီမှာပဲစစ်ပွဲပြီးမယ်လို့ထင်ခဲ့ပြီးသူ့ရဲ့စစ်သားတွေကိုစောက်တွင်းဝက်စုံတွေမပေးခဲ့ပါဘူးဟစ်တလာကလည်းရုရှားကိုရတရက်ပတ်အနည်းငယ်အတွင်းမှာသိမ်းနိုင်မယ်လို့တွက်ချက်ခဲ့တာပါရုရှားရဲ့အပူရှိန်40ဒီဂရီအထိကျဆင်းသွားတဲ့အခါစစ်သားတွေဟာတိုက်ပွဲကြောင့်သေတာထက်အေးဒဏ်ကြောင့်သေတာကပိုများသွားခဲ့ပါတယ်ဒီအမှားကြောင့်ပဲနပိုလီယန်ရဲ့အင်ပါယာဟာပြိုလဲခဲ့ရသလိုဟစ်တလာရဲ့နာဇီဂျာမနီဟာလည်းဒုတိယကမ္ဘာစစ်မှာအရေးနှိမ်ဖို့လမ်းစာဖြစ်ခဲ့ရပါတယ်1860ခုနှစ်မှာရုရှားအင်ပါယာဟာအလက်စကာနေမြေကြီးကိုအသုံးမဝင်တဲ့ရေခဲတုံးကြီးလို့ယူဆပြီးအမေရိကန်ကိုရောက်ဖို့ကမ်းလှမ်းခဲ့ပါတယ်ရုရှားကအလက်စကာကိုအမေရိကန်ဒေါ်လာ 9.2 တန်တဧကကို20နှုန်းနဲ့ရောက်ချခဲ့ပါတယ်အဲ့ဒီအချိန်ကယူချာကပတ်စံလိုနေသလိုအလက်စကာနေမြေကြီးမှာတန်ဖိုးရှိတာဘာမှမရှိဘူးလို့ထင်ခဲ့တာပါအဲ့ဒီရေခဲနေမြေကြီးကိုဝယ်ခဲတုန်းကလည်းအမေရိကန်ပြည်သူတွေကဗန်ဒါငွေတွေကိုအကျိုးမရှိဖြုံးတိနေတယ်ဆိုပြီးအစိုးရကိုပြစ်တင်ဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့ဝယ်ပြီးနှစ်အနည်းငယ်အတွင်းမှာပဲအလက်စကာမှာရွှေတွေရေနံတွေနဲ့သဘာဝဓာတ်ငွေ့တွေအမြောက်အများထွက်လာခဲ့ပါတယ်အခုခေတ်မှာတော့အလက်စကာဟာအမေရိကန်အတွက်ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့နေမြေကြီးတစ်ခုဖြစ်နေသလိုစစ်ရေးအရလည်းရုရှားကိုပြန်ပြီးချိန်ချောက်နိုင်တဲ့အချက်အချာနေရာဖြစ်သွားပါတယ်ရုရှားအတွက်တော့ဒါဟာသမိုင်းမှာနောက်သားအရဆုံးဖြတ်ချက်ဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ရပ်တွေကိုကြည့်ရင်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်သေးသေးလေးတွေပေါ်ဆမှုလေးတွေကဘလောက်ထိအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုတွေးမြင်နိုင်ပါတယ်တော့တစ်ချက်ဆောက်တွင်းဝက်စုံတစ်စုံဒါမှမဟုတ်မြေခွက်တစ်ခွက်ဒါတွေကကမ္ဘာမြေပုံကိုပြောင်းလဲပြစ်နိုင်သလိုသမိုင်းကိုလည်းပြောင်းလဲစေခဲ့ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာမျိုးကိုသိရှင်လဲဆိုတာကိုလည်းကွန်မန့်ကနေဝင်ရောက်တောက်ဆိုခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ